လနဲ့ခန္ဓာကိုယ်ဘယ်ဟာကပို့ပြီးတော့တန်ဖိုးရှိတယ်လဲဆိုခန္ဓာကိုယ်ကြီးကတန်ဖိုးရှိတာမဟုတ်ဘူးတကယ်ကတော့လူတွေရဲ့ခန္ဓာကိုယ်တန်ဖိုးမရှိဘူးဆိုတာစဉ်းစားကြည့်လူတွေကနေ့စဉ်နဲ့အမျှအိုမင်းတဲ့ဘက်ကိုသွားနေတာနေခန္ဓာကိုယ်ရဲ့တန်ဖိုးကတကယ်တန်ဖိုးမဟုတ်ဘူးရုပ်ခန္ဓာကိုယ်ရဲ့မွေးဖွားလာပြီးတဲ့နောက်မှာ10နှစ်နဲ့ပြောင်းလဲလာလိုက်တာတက်50-60ရောက်သွားရင်နော်အိုမင်းကြီးရောလာပြီးနောက်ဆုံးမှာဖြစ်ထားခဲ့ရတဲ့အနေအထားပဲရောက်တယ်ဒီထက်ယူသွားเสียဆိုတာတခုမှမရှိဘူးခန္ဓာကိုယ်ကထွက်တဲ့အရာတွေချင်းနဲ့သိမ်းထားเสียတခုမှမရှိဘူးတန်ဖိုးရှိတဲ့ယရနာခန္ဓာကိုယ်ထဲမှာရှိမှမရှိတယ်သက်ရှိနေတာလေးပဲသာရှိတာအဲ့ဒီလိုခန္ဓာကိုယ်ကြီးကရနိုင်တဲ့တန်ဖိုးရှိတဲ့အရာဆိုတာပုံမှန်အဖြစ်ရနိုင်တာမဟုတ်ဘူးခန္ဓာကိုယ်အကြောင်းပြုပြီးတော့သီလစောင့်လိုက်တဲ့ဆိုရင်တော့ဒီသီလဟာအနှစ်သာရဖြစ်သွားပြီခန္ဓာကိုယ်ကြီးကအနှစ်သာရမဟုတ်ဘူးသီလကအနှစ်သာရလူရဲ့ခန္ဓာကိုယ်ဆိုတာနေ့စဉ်နဲ့အမျှလူရဲ့ရုပ်ဆင်းဆိုတာတမောကကြာဆင်းသွားတာပဲကြားဘူးတယ်မဟုတ်လားရွှေတနေ့ဝေတနေ့ဆိုတဲ့စကားလူတွေကအတိပ္ပယ်ကောက်လွဲနေတယ်ရွှေတနေ့ငွေတနေ့ဆိုတာအများနားလည်နေကြတာဘယ်လိုနားလည်တော့ဆိုတာအေးအသက်ကြီးလာရင်ကောင်းတဲ့နေ့ကောင်းတယ်မကောင်းတဲ့နေ့မကောင်းဘူးအဲ့ဒါကိုရွှေတနေ့ငွေတနေ့လို့ပြောနေကြအမှန်အဲ့ဒီအတိပ္ပယ်မဟုတ်ဘူးနော်ရွှေတနေ့ငွေတနေ့ဆိုတာဒီကနေ့ရွှေနဲ့တန်တော်လဲတစ်ဖြတ်ကျတော့ငွေပဲတန်တော့နောက်တစ်နေ့ကျတော့ကြီးနောက်တစ်နေ့ကျတော့မြေနောက်တစ်နေ့ကျတော့အလကားတောင်တန်ဖို့မရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဆိုလိုတာရောချသွားတဲ့အဓိပ္ပာယ်တန်ဖို့ရောတာကိုပြောလို့တာနော်သို့တော့ဘိုးကြီးမယ်ကြီးဖြစ်လာတဲ့အခါကျတော့နေကောင်းလားဆိုတက်ကြီးလာရွှေတနေ့ငွေတနေ့မဟုတ်ဘူးရွှေဖြစ်တဲ့နေ့ဆိုမရှိတော့နော်အဲ့ဒါပဲလာတဲ့စကားတော့ဆိုဥရိယပတ္တစတ်တော်လာတဲ့စကားနော်ရွှေတနေ့ငွေတနေ့ဆိုဥရိယပတ္တစတ်တော်လာတာ